ရာသီဘွားတွေအတွက်ဇူလိုင်လတစ်လစာနော်နောက်ဆုံးပိတ်တစ်ခုကြံသေးတယ်မင်းရာသီဘွားတွေရဲ့ဇူလိုင်လတစ်လစာလေးကိုဟောပြောပြမှာဖြစ်ပါတယ်မင်းရာသီဘွားတွေဟာဒီဇူလိုင်လမှာလုပ်ငန်းခွင်မှာတိုးတက်မှုတွေမိသားစုအတွင်းမှာစိတ်ကျေနပ်စရာတွေလုပ်ငန်းအပေါ်မှာယင်းနှီးမြုပ်နှံတဲ့အကျိုးမြတ်တွေစတဲ့အပြောင်းလဲလေးတွေအများကြီးပြောင်းလဲမဲ့ဇူလိုင်လလို့ပြောလို့ရပါတယ်ဖေဖော်ဝါရီလ19ရက်နေ့အဆိုင်မတ်လ20ရက်တွင်မွေးဖွားတဲ့သူတွေကိုမင်းရာသီဘွားလို့ခေါ်ပါတယ်အဲ့တော့ဒီဇူလိုင်လဟာမင်းရာသီဘွားတွေအတွက်တနင်္ဂနွေဂျိုမင်းကြီးကဇူလိုင်လ15ရက်နောက်ပိုင်းမှာတင်ရာသီကွင်ကိုပြောင်းမှာဆိုတော့ပိုပြီးကောင်းလာမယ့်အခြေအနေကိုရောက်ရှိလာမှာဖြစ်ပါတယ်ငွေကြီးကန်တွေကလည်းအလွန်ကောင်းနေမယ်ဒါကြောင့်စီးပွားရေးကန်တွေလည်းအလွန်ကောင်းနေတဲ့စီးပွားရေးလုပ်ငန်းတွေမှာအောင်မြင်တိုးတက်မယ်တိုးတက်ဖို့အတွက်အလားအလာတွေအများကြီးရှိတယ်ကိုယ့်ဘက်ကဝရိယစိုက်ထုတ်ဖို့ပဲလိုတယ်เนาะဘုံရူးဂျိုနောက်ပြန်သွားနေပြီနဲ့အရင်ကအစင်မပြေတာတွေမပြည့်ပြတ်သေးတာတွေလှုပ်လက်စလုပ်ငန်းတွေပြည့်ပြတ်အောင်မြင်မှာဖြစ်တယ်လို့လူမှုရေးပိုင်းဆိုင်ရာမှာလည်းအစင်မပြေခဲ့တာတွေအားနည်းခဲ့တာတွေလားဇူလိုင်လတလအစင်ပြေလာမဲ့ဇူလိုင်လတလလို့ပြောလို့ရတယ်စနေဂျိုရဲ့ PR ကြောင့်စနေဂျိုရဲ့ PR တွေကြောင့်နော်ကြာတာပရိဂျိုရဲ့အစွမ်းတွေကြောင့်အစင်မပြေတာတွေအားလုံးဟာကိုယ့်ပုံမှာမကောင်းကြံတဲ့လူတွေကိုယ့်ပုံမှာလျှို့ဝှက်စွာကြံစည်နေတဲ့လူတွေမကောင်းတဲ့အခိုက်အတန့်တွေပြေပြောက်လာမဲ့အနေအထားကိုရောက်ရှိနေတာဖြစ်ပါတယ်ဒါပေမဲ့ရာဟုဂျိုရဲ့အစွမ်းကြောင့်ပေါ့နော်စိတ်ရှုပ်ထွေးစရာလေးတွေအနည်းငယ်ကြုံတွေ့နေနိုင်ပါတယ်အဲ့တော့မင်းရာသီဘွားတွေကဒီဇူလိုင်လမှာလူမှုရေးကျန်းမာရေးစီးပွားရေးမိသားစုအတွင်းရေးတွေမှာအားလုံးအဆအဆရပြည်လည်နေတာဖြစ်တဲ့အတွက်ကြောင့်ပြောစရာတော့မရှိဘူးဒါပေမဲ့ကိုယ့်ဘက်ကကံဉဏ်ဝရိယစိုက်အားထုတ်ဖို့တော့လိုတယ်နော်အခြေလေးဆက်ပြောမယ်အခြေရေးဂျိုမှာတော့စနေရဲ့တောက်ကြရဲ့ကိတ်ဂျိုရဲ့ပူပေါင်းမှုတွေကြောင့်အခြေဟောင်းနဲ့ပတ်သက်တဲ့ပြဿနာရက်ဒီအရင်ကအခြေဟောင်းနေနဲ့ပြန်လဲတွေးဆုံတာတွေအတိတ်ကအကြောင်းတရားတွေပြန်လဲဖြစ်ပေါ်တာလေးတွေရှိနေနိုင်ပါတယ်ဒါပေမဲ့အနည်းငယ်စိုးရိမ်စရာတော့ရှိတာပေါ့နော်ကိုယ့်ဘက်ကစဉ်းကျင်နေတော့အဆင်ပြေလိမ့်မယ်ဇူလိုင်23ရက်နောက်ပိုင်းအဆိုင်အဲ့ပြဿနာတွေပြည်လဲသွားလိမ့်မယ်နော်အဲ့တော့အိမ်အောင်ကြီးလေးဆရာမဆက်ပြောပြခြင်းအိမ်အောင်ကြီးမှာဆိုလို့ရှိရင်လည်းအိမ်အောင်ရှင်များအနေနဲ့ဇူလိုင်လ15ရက်နောက်ပိုင်းမှာအစဉ်ပြေတာရတဲ့အိမ်အောင်ကြီးကောင်းတွေဖြစ်ပါလိမ့်မယ်နှစ်ဖက်လူကြီးမိဘအကြီးကဲတွေရဲ့အကူအညီကောင်းတွေရရှိမယ်တလတ်တာဖြစ်ပါတယ်နော်အဲ့တော့ကျမ်းမာရေးရွှေမျိုးကိုရွှေမျိုးတွေကလည်းမင်္ဂလာကိစ္စသတင်းတွေကြားရတတ်တယ်ဒါသတင်းကောင်းတွေပေါ့နော်ကျမ်းမာရေးကတော့အထွေထူးပြောစရာမရှိဘူးစိတ်ထဲမှာလေးလံထိုင်းမိုင်းနေတာပေါ့အဲ့ဒါလေးကဘာကြောင့်လဲဆိုစနေဂျိုရောက်စိတ်ထဲမှာလေးလံထိုင်းမိုင်းနာတာလေးတွေဖြစ်နိုင်တာတခုပဲရှိပါတယ်ပညာရေးကလည်းဒီဇူလိုင်လမှာအားကောင်းလာတယ်ဇူလိုင်15ရက်နောက်ပိုင်းကစပြီးပညာသင်တဲ့ကိစ္စတွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်ပြေအောင်မြင်နေတယ်လို့ပြောလို့ရတယ်နိုင်ငံခြားပညာတော်သင်လျှောက်တာတွေ scholarship ဖြည့်တာတွေမဟာဘွဲ့လွန်ဖြည့်ဖို့အစီအစဉ်ထားတဲ့လူတွေဆိုရင်ဒီဇူလိုင်လ15ရက်နောက်ပိုင်းကစပြီးတော့အဆင်ပြေအောင်မြင်မှုတွေရမယ်နောက်ပြီးတော့ကိုယ့်ရဲ့မိသားစုတွေကလည်းဒီပညာရေးအတွက်ပံ့ပိုးမှုကောင်းတွေရရှိမယ်အလုပ်လျှောက်အင်တာဗျူးဖြေဆိုတဲ့လူတွေဆိုလို့ရှိရင်ဒီဇူလိုင်လဟာအလွန်ကောင်းတဲ့တစ်လပါเนาะဒါပေမဲ့ဇူလိုင်လ15ရက်နောက်ပိုင်းမှာကောင်းပါเนาะဝန်ထမ်းများလည်းအလုပ်ပြောင်းရွှေ့ဖို့ယာရုတုဖို့ကြံစီနေတဲ့သူတွေဆိုရင်တော့အောင်မြင်မယ်လစာတိုးမယ်ပေါ့နော်အခြေအနေကောင်းတဲ့ဝန်ထမ်းတွေလည်းအဲ့တော့အမှုခင်းကိစ္စတွေရှိနေတဲ့သူတွေဆိုလို့ရှိရင်လည်းကိုယ့်ဘက်ကအသာစီးရမယ်ဒီဇူလိုင်လဆန်းပိုင်းကနေ23ရက်အထိအမှုခင်းနဲ့ပတ်သက်လို့ဖြည့်စင်းစရာရှိတာတွေဖြည့်စင်းမှာပြက်ပြက်တတ်အောင်မြင်ပါလိမ့်မယ်နော်အဲ့ဒီနောက်ပိုင်းကျရင်တော့အနည်းငယ်အတိုက်ခံလေးတွေရှိတတ်တယ်အဲ့တော့ဇူလိုင်လ23ရက်မတိုင်ခင်မှာအမှုခင်းကိစ္စတွေဖြည့်ရှင်းခဲ့ရင်လည်းအောင်မြင်မှုတွေရရှိမယ်အဲ့တော့နောက်ဆုံးမှာကျင်တာဒီဇူလိုင်လဟာမယားဒီဘွားတွေအတွက်အဆဆရအဆင်ပြေမဲ့လဖြစ်တာကြောင့်တခုတော့ရှိတယ် PR တွေများနေတာပေါ့နော် PR တွေများနေတာမျိုးလေးတွေရှိတယ်အဲ့ဒါလေးတွေအနားယူရမယ်အရာရာကိုတီးခံစိတ်ရှိခြင်းအပြင်ဒီဇူလိုင်လမှာကံကောင်းခြင်းတွေရရှိမှာဖြစ်ပါတယ်